အေးဆေးလိုက်တာချမ်းသာတဲ့အိမ်ကလေးအေးလေးကိုခံအရသာအကောင်းဆုံးဖျဲသီးကိုစားရင်ဒီလိုဘဝကတကယ်ဆွဲမစရာပဲဒါပေမဲ့ချမ်းမီသားစုကလူတွေကလည်းအတော်ကိုစိတ်ကြီးတဲ့အခုထိအိမ်ကတော့မနှင်းထုတ်သေးဘူးဒီတခါလဲသူတို့ထက်ဒုက္ခရောက်တော့မှာပဲမင်းညကချမ်းရွေးအလုံးမရှုပ်ဘူးထင်နေတာလားအကောင့်တူငှားယုံတယ်မကဘူးနောက်ထပ်အစီအစဉ်တစ်ခုလဲကြိုပြင်ထားသေးတယ်လင်းစီရွှမ်းပေးတဲ့ပတ်စံနဲ့ချမ်းလုပ်ငန်းစုပိုင်စင်ရောက်ကျဲဟိုတယ်ရဲ့မိဖို့ချောင်းဒုတိယစပိုးမှုကိုလက်ထိုးထားတာဒီနေ့မွန်းတဲ့10နာရီမှာကျမ်းမာရေးဌာနကမီဒီယာတွေနဲ့အတူဟိုတယ်ကိုရှောင်းတခင်ဝင်စစ်မဲ့ဒုတိယစပိုးမှုကကြွတ်သေးတယ်ကောင်ကိုမိဖို့ချောင်းရေခဲတစ်တာတတိယထက်ကအနက်ရောင်ပလတ်စတစ်အိတ်ထဲမှာဝတ်ထားပြီးသားကျမ်းမာရေးဌာနကလူတွေရောက်တာနဲ့မီဒီယာရှိမှာအဲ့ဒီကျွတ်တွေကိုရှာတွေ့သွားရင်စင်ရောက်ကျဲဟိုတယ်ရဲ့ဂုံသတင်းကချက်ချင်းပျက်စီးပြီးလုပ်ငန်းရဲ့ဆိုင်းခံရလိမ့်မယ်အဲ့ဒီအချိန်ကျရင်ချမ်းလုပ်ငန်းစုရဲ့အခုမှတက်လာတဲ့ရှယ်ယာဈေးကလည်းချက်ချင်းအောက်ခြေထိပြုတ်ကျသွားလိမ့်မယ်အခုတောင်7နာရီ50မိနစ်ရှိနေပြီကျမ်းမာရေးဌာနကလမ်းပေါ်ရောက်နေလောက်ပြီးဒီချမ်းမီသားစုကနေရာတိုင်းမှာအပေါက်တွေကြီးပဲအမြင့်ကြီးတက်လာတာလဲမြင်ရပြိုကျတာလဲမြင်ရတော့မယ်ဒီဖရဲသီးလဲစားပြီးသွားပြီဆိုတော့ငါလဲအထုပ်ပြင်ပြီးထွက်ပြေးဖို့ပြင်ထားမှာပဲချန်စီရဲ့စိတ်ထဲကအတွေးတွေကိုကြားလိုက်ရတဲ့အခါဒုတိယသားကဒီဖြစ်ရက်ကိုဒါစီးဖို့အတွက်ဟိုတယ်ကိုအပြေးသွားပါတော့တယ်ဒုတိယသားလောတကြီးထွက်သွားတာကိုကြည့်ပြီးချန်စီကတော့နားမလည်နိုင်ပါဘူးကိုကြီးကချန်စီစီကိုအတီးတန်းပေးပြီးစီဖရဲသီးကအေးတယ်အများကြီးမစားနဲ့ဒါစားလိုက်ကျေးဇူးပါအကိုကြီးကရုပ်ချောယုံနေမကဘူးဒီလောက်တောင်ဂရုစိုက်တတ်သေးတာတကယ်ကိုပြည့်စုံတဲ့နတ်ဖရားလိုယောက်ျားပဲဝန်စားဖို့မူအမှတ်3ဝက်ခန်းကမှားထားတဲ့အကောင်းဆုံးဖော်ချောင်းဟင်းကအစင်သင့်ဖြစ်ပြီလားလက်ထိုးငွေကိုလက်ခံထားသူဝန်စားဖို့မူကဘန်ကက်ကိုထုတ်ကြည့်လိုက်ပြီးအစင်သင့်ဖြစ်ပါပြီဧည့်သည်ထိုင်တာကိုပဲစောင့်နေတာပါအဲ့ချိန်မှာပဲချန်တင်တယောက်အကြမ်းပတမ်းဝင်လာပါတော့တယ်ဒုတိယသခင်လေးဒီနေ့ဘာလို့ရုတ်တရက်လာစစ်တာလဲကြူတော်မပြောဘူးအားလုံးနားထောင်လက်ထက်ကအလုပ်အားလုံးချလိုက်နေရမှာပဲငင်ရက်နေဘယ်သူမှမလုပ်နဲ့ပြောရင်းချန်တင်ကရေခဲတစ်တာနာကိုရောက်သွားပါတယ်ဖေဆန်းဒုတိယသခင်လေးရေခဲတစ်တာထဲမှာဒီနေ့မှလေရင်နဲ့တဲလာတဲ့အကောင်းဆုံးကုန်ကျန်းတွေပါဘာကိုစစ်ချင်တာလဲတွေ့ပြီအခြေအနေမဟန်မှန်းသိတဲ့ဝန်စားဖို့မူကကြောက်ကြောက်လန့်လန့်နဲ့ပဲဒုတိယသခင်လေးအဲ့ဒီထဲကဟာတွေကလှီးပြီးကြံတဲ့အစအနတွေပဲပြစ်ဖို့ထားတာပါအစအနဟုတ်လားပြောရင်းချန်တင်ကအိတ်ကိုဆွဲပြစ်လိုက်ပါတော့တယ်စဖို့မူကောင်းဆောင်ကဒါကိုမြင်လိုက်ရတော့ဝန်ဖက်စီဒါပါအတိတ်ပဲလေဒုတိယသခင်လေးကျွန်တော်တကယ်မသိပါဘူးဒီဟာဘယ်ကရောက်လာမှန်းလည်းမသိပါဘူးမသိဘူးဟုတ်လားဒီမနက်9နာရီမှာဒီရေခဲတစ်တာရဲ့တတိယထပ်ကိုမင်းတယောက်တည်းဖွင့်ခဲ့တယ်အဲ့ဒီအချိန်မှာလဲမင်းလက်ထဲမှာဒီအနက်ရောင်အိတ်နဲ့တပုံစံနဲ့တူတဲ့အိတ်တစ်လုံးပါနေတဲ့လုံခြုံရေးကင်မရာကိုအလှပြထားတယ်လို့ထင်နေတာလားတက်တေကအပြည့်စုံရှိတယ်လုံခြုံရေးဒီတစ္ဆာဖောက်ကောင်ကိုချုပ်လိုက်ဒုတိယသခင်လေးချမ်းသာပေးပါအားလုံးဝန်ခံပါမယ်ကျွန်တော်ကိုလှုပ်ခိုင်းတာချမ်းယူပါသူကကျွန်တော်ကိုရွံ3သိန်းပေးခဲ့တာပါအချိန်တိုင်းမှာပဲစစ်ဆေးသူတွေရောက်ရှိလာပါတော့တယ်ကျမကြီးဌာနကပုံမှန်စစ်ဆေးရေးလာပါတယ်အားလုံးပူးပေါင်းဆောင်ရွက်ပေးပါဥက္ကဋ္ဌချမ်းဒါဘာဖြစ်တာလဲရိုးအဖွဲ့ကောင်းဆောင်အချိန်မီရောက်လာတာပဲကျွန်တော်တို့ဟိုတယ်ကကိုယ်တိုင်စစ်ဆေးနေတော့ဒီဒုတိယစပိုးမှုကလောင်းကစားကျွေးတင်နေလို့ဟိုတယ်ကိုငွေညစ်ဖို့မိဖို့ချောင်းနဲ့ကြွတ်တေထဲဖို့စူးစမ်းနေတာတွေ့လိုက်ရပါတယ်အခုလေးတင်မဲ့သူ့ကိုထိန်းချုပ်ထားပြီးရဲလက်အပ်ဖို့ပြင်နေတာပါကြွတ်တေကဘယ်မှာလဲအချိန်မီပဲတီးတန့်သိမ်းစီထားပါတယ်အရန်စားစာတွေနဲ့လုံးဝမထိတွေ့ရသေးပါဘူးကြွတ်တေကိုအချိန်မီတွေ့ခဲ့တဲ့အတွက်မိဖို့ချောင်းတန်ရှင်းရေးကိုလက်တွေ့မထိခိုက်ခဲ့ပါဘူးစင်ရောင်ကျဲဟိုတယ်ရဲ့ကိုယ်တိုင်စစ်ဆေးရေးစနစ်ကအရန်ကောင်းပါတယ်တန်ရှင်းရေးအဆင့်ကလည်းအမှတ်ပြည့်အဆင့်တိုင်းပဲအချိန်မီကြွတ်တေကိုဝင်ရှင်းလိုက်နိုင်တာကြောင့်ဟိုတယ်နာမည်ပြတ်မဲ့ဘေးကနေလွတ်သွားတဲ့အပြင်နာမည်ပါထက်ကြီးသွားပါတော့တယ်ကြည်ရတာချန်ယူကိုဆက်ထားလို့မဖြစ်တော့ဘူးအဖေအကိုကြီးကျမကိုအိမ်ကမနှင်ပါနဲ့ကျမမှားပါတယ်နောက်ဘယ်တော့မှမလုပ်တော့ပါဘူးကျမကိုချန်မီသားစုမှာနေခွင့်ပေးပါအလုပ်သမားတစ်ယောက်ဖြစ်ပဲနေရရင်တောင်ရပါတယ်ဖယ်ဆန်းမင်းလိုအစားတောက်တဲ့အစိတ်ခတ်နိုင်တဲ့လူကိုငါတို့ချန်မီသားစုကအလုပ်သမားတောင်မခံရဘူးအမေနှစ်20လောက်ကျမကိုမွေးစားခဲ့တာလေးမေကကျမကိုအချစ်ဆုံးမဟုတ်လားဖေကိုကူပြောပေးပါဦးငါကိုအမေလို့မခေါ်နဲ့ငါအသက်ကယ်ဆေးကိုမှုတ်တက်နေတဲ့ဂျုံမုံနဲ့လဲပစ်ခဲ့တဲ့အချိန်ကစပြီးမင်းကငါသမီးမဟုတ်တော့ဘူးချန်ယူမင်းနာမည်နဲ့ဖွင့်ထားတဲ့ဘန်ကက်ခရက်ဒစ်ကအားလုံးကိုဖျက်သိမ်းလိုက်ပြီးမင်းခန်းထဲကလက်ဝတ်ရတနာတွေတံမိုးကြီးနိုင်တွေအမတ်တစိတ်ဝတ်စားတွေအားလုံးကချန်မီသားစုပိုင်ပစ္စည်းတွေဖြစ်တဲ့အကုန်ပြန်သိမ်းပြီးဒီအိတ်ထဲမှာတော့မင်းရင်ကဝယ်ထားတဲ့ဈေးပေါ်တဲ့အဝတ်စားတွေရှိတယ်ယူပြီးချက်ချင်းချန်အိမ်ကထွက်သွားပါမဟုတ်ဘူးအဲ့ဒီအိတ်တွေလဲဆွဲတွေအားလုံးကကျမပိုင်တာမင်းပိုင်တာဟုတ်လားမင်းတကူလုံးမှာဝတ်ထားတဲ့အရာသုံးနေတဲ့ပတ်စံတွေကတပြားတစ်ချက်တောင်ချန်မီသားစုရဲ့ပတ်စံမဟုတ်တာရှိလို့လားမင်းကိုထောင်မပို့တာတောင်တနာလို့ပဲလုံခြုံရေးသူ့ကိုအပြင်းဆွဲထုတ်လိုက်ချန်ချန်ဖုံးမင်းတို့တနေ့ကျရင်ဝစ်လေလိမ့်မယ်ချန်မီသားစုကငါအတွက်ထွက်ပေါက်မချန်ပေးဘူးဆိုတော့ဘယ်သူမှအေးချမ်းချမ်းမနေရစေရဘူးအခဲမကြေတဲ့ချန်ယူဟာချန်မီသားစုရဲ့ကားပါကင်ကိုတိတ်တဆိတ်ကိုတူးမြနေပြီးချန်မီသားစုကိုလှုပ်ကြံဖို့ကားဘရိတ်ကျိုးကိုဖျက်ထားလိုက်ပါတော့တယ်မထင်ထားဘူးမလားငါဒီနေရာမှာကျိုးလှုပ်ထားပြီးကားလမ်းပေါ်ရောက်ပြီးဘရိတ်တစ်ချက်နင်းလိုက်တာနဲ့ကားပြက်ပြီးလူပါတည်သွားလိမ့်မယ်ချန်ချန်ဖုံစုဝန်ချန်စီမနှက်ပြန်တောင်ပတ်လန်းကိုသွားကြဦးမင်းတို့မိသားစုတစုလုံးငရဲလန်းကိုအတူတူသွားနိုင်ပါစေစီဖက်နှက်မြန်လဲလိုက်အမေကမင်းကြိုက်ဆုံးပြင်သစ်ကိတ်မုတ်ဝယ်လာပေးတယ်ဒီနေ့တောင်ပေါ်သွားပြီးလှလှပပတက်ပုံရိုက်ကြမယ်မသွားဘူးအမေသမီးပိုက်လာတဲ့ခေါင်းလဲမူးတယ်ဒီနေ့သမီးအတွက်အပြင်ထွက်ဖို့မကောင်းတဲ့နေ့ပဲဘာဖြစ်လို့ရုတ်တရက်နေမကောင်းဖြစ်သွားတာလဲမနေ့ကတော့ဝက်သားဆန်ပြုတ်3ပကံတောင်စားခဲ့သေးတာဒုတိယသားဆရာဝန်သွားခေါ်လိုက်မလိုပါဘူးသမီးကအိမ်မှာပဲနေချင်တာ
အကြောင်းစုံကိုကြိုသိထားတဲ့ခြံစီကတော့အပြင်ထွက်ဖို့ကိုအကြောက်ကန်ရင်းနေပါတော့တယ်။ကားကိုခြံရွေဖျက်ဆီးထားပြီးသားအသက်ရှင်ခြင်းရဲ့အိမ်မှာပဲနေတာပိုကောင်းတယ်။စီစီနေမကောင်းရင်ဒီနေ့မသွားတော့ဘူးကျမကြီးကအရေးကြီးဆုံးပဲ။တကယ်လားအကိုကြီးကအတော်ဆုံးပဲဒါပေမဲ့အဲ့ဒီကားကိုတော့လုံးဝမမောင်းနဲ့နော်ညီလေးကားကိုတောင်ကိုသွားအဲ့ဒီကားကိုအသေးစိတ်စစ်ဆေးအထူးသဖြင့် brake ကြိုးနဲ့စီတိုင်ကီကိုတေချာစစ်ဟုတ်ကဲ့အခုသွားစစ်လိုက်ပါမယ်။သွားစစ်ပြီးပြန်လာတဲ့ခြံထင်ကဒေါသတကြီးနဲ့ brake ကြိုးကိုပစ်ချလိုက်ရင်အကိုကြီး brake ကြိုးကိုဖျက်ထားတဲ့စီတိုင်ကီထဲမှာလည်းတကြားပြေးထည့်ထားတယ်။ရဲတိုင်ချက်ချင်းရဲတိုင်ဒီတခါတော့သူ့ကိုထောင်ထဲမှာပဲတစ်သက်လုံးနေစေရမယ်။ခဏနေပါဦးသူဒီလောက်တေချာစီစဉ်ထားတာရလက်ကိုကိုယ်တိုင်မမြင်ရပဲဘလို့စိတ်ကြည်နေနိုင်မှာလဲအခုဆိုသူတေချာပေါက်တနေရာရာမှာပုံပြီးဒီဘက်ကသတင်းကိုစောင့်ကြည့်နေလောက်ပြီစကားဆုံးတော့အကြီးဆုံးသားကဖုန်းခေါ်ပြီးရဲမှုဝန်တယောက်ကကျွန်တော်တို့အိမ်ကကားကိုဖျက်ဆီးသွားတယ်တန်တရားရှိသူဟာအခုဆိုရင်မြို့ပြင်ပန်းရှံအဝေးပြေးလမ်းမနားမှာရှိနေလောက်ပြီးခင်ဗျားတို့အဖွဲ့ခေါ်ပြီးတွားကြည့်ပေးလို့အဆင်ပြေမလားညီလေးနီးပညာဌာနကိုခြံရွေရဲ့ဖုန်းလိုင်းကိုချက်ချင်းချေရခံခိုင်းလိုက်တွေ့ပါပြီပန်းရှံအဝေးပြေးလမ်းမရဲ့ကူကြံချိုးကွေနာကတစ်တော်ထဲမှာပါအတော်ပဲအဖေမေအိမ်မှာစီစီနဲ့အတူကိတ်မုတ်စားရင်စောင့်နေကြပါညီလေးတက်တော်ဆောင်တွေခေါ်ပြီးငါတို့အတူတူတွားကြရအောင်အကြီးဆုံးသားရဲ့ထက်မြက်မှုကိုကြည့်ပြီးခြံစီကတော့စိတ်ထဲကနေချီကျူးစကားတွေပဲဆိုနေပါတော့ချိန်တွက်ကြည့်ရင်ခြံမိသားစုကမကြခင်ဒီနေရာကိုရောက်တော့မယ်ခြံချမ်းဖုံးအရင်တော့ငါ့ကိုခွေးလို့နှိထုတ်ခဲ့တယ်မဟုတ်လားဒီနေ့တော့မင်းတို့တေးရမယ်နေပဲကျင်းဝါနေရင်းနဲ့ပဲလင်းသခင်လေးစီကိုဖုန်းခေါ်လိုက်တယ်ဟယ်လိုခြံယူငါကိုဘာလို့ဖုန်းဆက်တာလဲသခင်လေးစိတ်မဆိုးပါနဲ့ကျမသခင်လေးအတွက်လက်ဆောင်ကြီးတစ်ခုပြင်ထားတယ်ဒီနေ့ခြံမိသားစုတောင်ပတ်လန်းကိုလာမှာကျမ break ကိုဖြတ်ထားတယ်မတော်တဆဖြစ်တာနဲ့သခင်လေးကခြံကုမ္ပဏီ share ကိုထပ်ပြီး short sell လုပ်လို့ရပြီးငွေများကြီးရမှာမင်းယူနေလားဒါကလူတက်ဖို့ကြံစီတာကွငါ့ကိုလာမရှုံးနဲ့ဖုန်းပြောနေတဲ့အချိန်မှာပဒရဲကားတွေခြံရွေအရှိကိုရောက်လာတယ်မဖြစ်နိုင်ဘူးဘာလို့နင်တို့မဲဘတ်ကားကိုမစီးလာတာလဲငါဖြတ်ထားတဲ့ကားကိုမစီးဘူးလားမလုံးနဲ့လက်နှစ်ဖက်ကိုခေါင်းပေါ်တင်ပြီးဒူးထောက်ငါတို့တမိသားစုလုံးတေတာကိုမမြင်ရလို့စိတ်မချမ်းသာဘူးလားမင်းရဲ့အောက်တန်းကြတဲ့အကွက်တွေကငါအတွက်တော့ဟာတာပဲခြံရွေမင်းကိုရည်ရွယ်ချက်ရှိလူတက်ဖို့ကြံစီမှုနဲ့ရာဇဝတ်အမှုဖွင့်ပြီးဖမ်းဆီးလိုက်ပြီးခေါ်သွားမလုပ်ပါနဲ့ကျမထောင်မကြချင်ဘူးအကိုကြီးအကိုလက်ကျမကိုလှုပ်ပေးပါသခင်လေးလင်ကျမကိုကဲပါအားလုံးကရှင်ခိုင်းလို့လုပ်ရတာအကြီးဆုံးသားကအောက်ကျနေတဲ့ဖုန်းကိုကောက်ယူပြီးစပီကာဖွင့်လိုက်တဲ့လင်သခင်လေးကဒေါသတကြီးနဲ့អော်ပါတော့တယ်ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲငါဘယ်တော့မှမင်းကိုလူတက်ခိုင်းလို့လဲငါကိုဆွဲချဖို့ကြိုးစားရဲ့ရင်ထောင်ထဲမှာတော့လူငါပြီးမင်းကိုတက်ဖြစ်မယ်အစိတ်မြစ်ကိုတော့ဖယ်ရှားလိုက်ပြီးဒါပေမဲ့တကယ်ရန်သူကမပြီးသေးဘူးစားကျင်တာစားရင်ဘဝကိုစိန်ခံနေတဲ့ခြံစီတယောက်ပါဇက်ကဝိုင်းရင်စိတ်ထဲမှာအတွေးနဲ့ချင်းနေပါတော့တယ်ခြံရွေကတော့ထောင်ထဲရောက်သွားပြီးဒါပေမဲ့အကြီးဆုံးရန်သူဖြစ်တဲ့လင်မီသားစုကမကြခင်ခြံမီသားစုရှယ်ယာကိုအကြီးကျယ် short sell လုပ်တော့မှတကယ်စီးပွားရေးစစ်ပွဲကအခုမှစတာပဲခြံစီရဲ့အတွေးကိုကြားလိုက်ရတဲ့အခါခြံချမ်းဖုံးကမကြခင်ရောက်လာတော့မဲ့စီးပွားရေးတိုက်ပွဲအတွက်ကြိုတင်ခြံစီနေပါပြီ